အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့လူမိုက် channel လေးနဲ့ပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ပြောချင်တာကတော့ cargo van ဝယ်မယ်ဆိုလို့ရှိရင်ဘယ်ချက်လေးကိုကြည့်ဖို့လိုအပ်တယ်ဘယ်လို brand တွေကိုဝယ်မယ်ဆိုတာမျိုးလေးကိုနည်းနည်းစဉ်းစားလို့ရတဲ့အချက်လက်လေးတွေကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ဘယ် cargo van ကိုပဲဝယ်သည်ဖြစ်စေအဓိကတူညီတဲ့အချက်နှစ်ခုရှိပါတယ်အဲ့အချက်နှစ်ခုဦးစားပေးပြီးတော့စဉ်းစားပေးပါကျွန်တော်တို့နောက်က cargo area အရှည်ကအနည်းဆုံး144လက်မှရှိရပါမယ်ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတင်တဲ့အခါမှာpallet တစ်ခုရဲ့ size က standard ဆိုလို့ရှိရင်4ပေရှိတယ်4ပေဆိုတာ48လက်မှာဆိုတော့အနည်းဆုံး3 pallet လောက်တင်နိုင်တဲ့ခါကျတော့မှသာလေကျွန်တော်တို့က order ရွေးချယ်တဲ့အခါမှာကျွန်တော်တို့အဆင်ပြေတယ်ဆိုတော့3 pallet ဆိုလို့ရှိရင်တစ် pallet ကို48လက်မှာ3 pallet ဆိုလို့ရှိရင်144လက်မှာရှိတဲ့အတွက်ကျွန်တော်တို့အနည်းဆုံး144လက်မှာရှည်တဲ့ cargo van ကိုရွေးလို့ရှိရင်ကျွန်တော်အလုပ်ကိုင်းအဆင်ပြေပါတယ်နောက်တစ်ခုကတော့အမြင့်ပေါ့အမြင့်ကအနှိမ်ဆုံးကျွန်တော်ရွေးချယ်စေချင်တာ82လက်မောက်အနှိမ်ဆုံးထားပြီးရွေးချယ်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကားသမားဒီမြန်မာလူမျိုးတွေရဲ့အရက်က9ပေနဲ့6ပေကြားမှာရှိတာများတယ်ဆိုတော့82လက်မောက်အမြင့်ရှိတဲ့ခေါင်မိုးကကျွန်တော်တို့6ပေရှိတဲ့အတွက်ကျွန်တော်တို့အနောက်ထဲကိုဝင်ပြီးလမ်းလျှောက်တဲ့အချိန်cargo area မှာနေထိုင်လှုပ်ရှားနေတဲ့အချိန်တွေမှာကျွန်တော်ခေါင်းရင်းဆောင်းနေရတာမျိုးခေါင်းငုံထားတာမျိုးအဲ့လိုမျိုးမရှိတော့ဘူးတက်တောင့်တက်တာနဲ့မမတ်ရက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့အဓိကအချက်နှစ်ချက်ကမြည်သည့် cargo van ကိုပဲဝယ်သည်ဖြစ်စေအဓိကထားပြီးတော့ရွေးချယ်တင်ပါတယ်ဘယ် brand ကိုရွေးမလဲကျွန်တော်တို့အမေရိကမှာလက်ရှိ cargo van မောင်းနေတဲ့ညီကိုမောင်နှမတွေအဓိကထားပြီးတော့သုံးနေတဲ့ brand 3မျိုးရှိပါတယ် Mercedes ရယ် Ford ရယ် Ram ရယ်3မျိုးရှိပါတယ်Mercedes ကတော့ Sprinter van ဆိုပြီးတော့ထွက်ပါတယ်သူကနောက်ရက်ပါဈေးကတော့ဒေါ်လာ9000ခွဲနဲ့အထက်ရှိပါတယ်ပြီးတော့သူကဒီဇယ်ကားပါ Mercedes ဖြစ်တဲ့အတွက်ကြန့်ခိုင်မှုပိုင်းပိုပြီးကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မမောင်းဘူးပါဘူးဒါပေမဲ့ engine wine လဲတာတို့ဘာတို့ကအစသူကဈေးပိုပြီးတော့များနိုင်ပါတယ်ဒါတော့ Mercedes ပါနောက်တစ်ခုကကြတော့ Ford Transit ပါ Ford Transit ကကြတော့ဈေးက3000ခွဲလောက်ကနေစပါလိမ့်မယ်အနည်းဆုံးပေါ့နော်ပြီးတော့ဓာတ်ဆီကားပါနောက်ရက်ကားပါဓာတ်ဆီတစ်ခါလုံး18မိုင်လောက်ထိမောင်းလို့ရပါတယ်ကျွန်တော်ပထမမောင်းခဲ့ပြီးတဲ့ကားပါအခုလက်ရှိကျွန်တော်မောင်းနေတာကတော့နံပါတ်3 Ram Pro Master ပါသူလည်းဈေးက3000ခွဲနဲ့အထက်ရှိပါတယ်သူကတော့8ရက်ပါဓာတ်ဆီအင်ဂျင်ပါတစ်ခါလုံးသူလည်း15မိုင်နဲ့18မိုင်ကြားရပါတယ်ကျွန်တော်အကြိုက်ဆုံးဆိုလို့ရှိရင်တော့အဲ့3မျိုးထဲမှာ Mercedes တော့မမောင်းသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကတော့ Ram ပါဘာဖြစ်လို့ Ram ကိုကြိုက်တာလဲလို့ဆိုတော့ Ram ကကျန်တဲ့ကား2စီးတဲ့ရှင်လိုက်လို့ရှိရင်သူကနည်းနည်းလေးပိုပြီးပူတယ်နည်းနည်းပိုပြီးပူတယ်ပြီးတော့ဘေးကိုနည်းနည်းလေးပိုပြီးကားတယ်အဲ့တော့အားသာချက်ကဘာလဲဆိုတော့ highway မှာမောင်းတဲ့ခါကျလေတိုးတဲ့ခါမှာကျွန်တော်တို့ကားလူးတာအရန်တက်တာပါတယ်ဒုတိယအားသာတဲ့အချက်က Ram Pro Master ရဲ့အကျယ်က85လက်မှရှိပါတယ် Ford Transit ကကြတော့လက်မှ80ပဲရှိပါတယ်အဲ့တော့အဲ့ဒီကွာခြားချက်ကလေး9လက်မှကွာခြားချက်ကလေးကဘာကွာွားလဲဆိုလို့ရှိရင်ကျွန်တော်ကားထဲမှာအိတ်ဖို့အတွက် folding bed ပေါ့နော်ခောက်ကရင်ဝယ်တဲ့အချိန်ကြလို့ရှိရင်ခောက်ကရင်တွေကိုများသောအားဖြင့်ရေဘူးရရောင်းတာက85လက်မှအရှိကိုရောင်းတယ်ဆိုတော့85လက်မှဂရင်ကိုဝယ်ပြီးကျွန်တော် Ford ထဲမှာကန့်လန့်ခင်းတဲ့ခါကျတော့ကျွန်တော်အိတ်လို့မရဘူးဘာလို့လဲဆိုတော့ဂရင်အပြည့်ခင်းလို့မရအခု Ram Pro Master မှာကြတော့ကျွန်တော်85လက်မှအကျယ်ရှိတဲ့အတွက်85လက်မှဂရင်ကိုခင်းလိုက်လို့ရှိရင်ကွက်တိကန့်လန့်အိတ်လို့ရပါတယ်နောက်ဆုံးချက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ဝယ်တဲ့ခါကြလို့ရှိရင်အသစ်ဝယ်မလား use ဝယ်မလားအသစ်ဝယ်မလား use ဝယ်မလားဆိုတော့ကျွန်တော်တို့စီမှာ use ဈေးကွက်ကလည်းတော်တော်ကောင်းပါတယ်ဘယ်ကနေထွက်တာလဲဆိုလို့ရှိရင် Amazon မှာdelivery လုပ်ထားတဲ့ van တွေကိုသူတို့ use ပြန်ရောက်ပါတယ်ကျွန်တော်တို့ခေါ်တော့ Amazon ကြလို့ခေါ်တယ်အဲ့ဒီဟာတွေရှိတယ်သူကတော့factory warranty ကုန်ရုံပေါ့နော်9000မိုင်6000မိုင်9000ဝန်းကျင်တွေရတတ်တယ်ဈေးကတော့2000နဲ့2000ခွဲကြားလောက်နဲ့ရတတ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အသစ်ဝယ်တာ0 mileage သို့မဟုတ်0 mileage နေပါအသစ်ဝယ်လို့ရှိရင်ကျွန်တော်ကတော့အသစ်ဝယ်တာကိုအားပေးတယ်။ဘာဖြစ်လို့အားပေးရလဲလို့ဆိုတော့ကျွန်တော်အချက်လေးနဲ့ပြောပြပါမယ်။ပထမဆုံး0 mileage ဝယ်တာဖြစ်တဲ့အတွက် factory warranty ပါပါတယ်။ factory warranty ပါပြီးတဲ့အပြင်ကိုကျွန်တော်တို့ကဘာဝယ်လို့ရလဲဆိုတော့ extended warranty ထပ်ဝယ်လို့ရပါတယ်။ extended warranty ဝယ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမောင်းနေတဲ့အခါမှာကျွန်တော်တို့ကားတစ်စီးမောင်းတဲ့အခါမှာတစ်နှစ်ကိုမိုင်3သိန်းလောက်မောင်းတယ်။တစ်နှစ်ကိုမိုင်3သိန်းလောက်မောင်းတော့ transmission က3သိန်းနဲ့2သိန်းကြားလောက်ကြာလို့ရှိရင် transmission စပြီးတော့လဲဖို့လိုအပ်လာတတ်တယ်။အဲ့ချိန်မျိုးကြာလို့ရှိရင်ခုနက extended warranty တို့ factory warranty တို့ကကျွန်တော်တို့အများကြီးထောက်ကူပြုပါလိမ့်မယ်။ငွေကိုယ့်ဘာသာကိုလဲရပါလိမ့်မယ်။ဒါကြီးမားတဲ့ပြင်ဆင်စရိတ်ပါ
နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီကားထဲမှာဒီကားနဲ့ပဲအလုပ်လုပ်ဒီကားထဲမှာပဲနေဆိုပြီးတော့ကျွန်တော်တို့ကလောက်ရတာဖြစ်တဲ့အတွက်ဒီကားဆက်ရက်သွားလို့မဖြစ်ဘူးဥပမာပြအရန်ပူတဲ့နေရာမှာပဲဖြစ်စေအရန်အေးတဲ့နေရာမှာပဲဖြစ်စေကျွန်တော်တို့ကဒီကားထဲမှာဟီတာပေးထားတာမျိုး AC ဖွင့်ထားတာမျိုးနဲ့ကျွန်တော်တို့ကတက်တက်ရှိအောင်နေရတာအဲ့အချိန်မျိုးမှာကျွန်တော်တို့ကအကြောင်းကြောင့်ဆက်နှုံးလို့မရတော့တဲ့အချိန်ကြီးရောက်သွားခဲ့ရင်ကျွန်တော်တို့တက်လည်းအဆင်မပြေပါဘူးဒါကနံပါတ်1တစ်ချက်ပါနံပါတ်2ချက်ကကြတော့ကားသွားနေမှကျွန်တော်တို့ကပတ်စံရတဲ့လူတွေကိုအဲ့တော့ကျွန်တော်တို့ကားကရက်လို့ပြက်လို့လုံးဝမရပါဘူးအဲ့တော့ကျွန်တော်အနေနဲ့စိတ်ချရတဲ့စက်ပိုင်းဆိုင်ရာအခြေအနေနောက်ပြီးတော့ကြန့်ခိုင်ရေးကိုရီးယားပစ္စည်းတင်ပြီးတော့မောင်းတာဖြစ်တဲ့အတွက်ကြန့်ခိုင်ရေးအခြေအနေတွေအဲ့ဒါတွေပေါ်မူတည်ပြီးကျွန်တော်အကြံပေးချင်တာကတော့ဖြစ်နိုင်အသက်ဝယ်ပါဒါလို့လုံးဝမဖြစ်နိုင်ဘူးဆိုလို့ရှိရင်လည်း use ထဲမှာကားကိုတည်တည်ချာချာစစ်ပြီးပွဲမယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးရှိတာလေးတစ်ခုခုများရသွားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like and share လုပ်လို့ရပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းကာဂိုဗန်လုပ်ငန်းကိုကိုယ်တိုင်လုပ်ကင်နိုင်တဲ့အခြေအနေရောက်တဲ့အထိကျွန်တော်ဆက်လက်ပြီးတော့တစ်စင်းချင်းပြောပြသွားပါမယ်သိကျင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်း comment လေးချထားခဲ့လို့ရပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်လူမိုက်ပါ